ဒီလိုဈေးနှုန်းနဲ့ဒီဒီဇိုင်းမျိုးကိုဘယ်မှာရှာရမလဲတချင်းနားထောင်တာပဲဖြစ်ဖြစ်ဂိမ်းဆွဲပဲဖြစ်ဖြစ်တခါအမိုက်စားဖြစ်သွားမယ်ဟက်ဖုန်းလေးတစ်ခုကိုရှာတွေ့ထားရနော်ပိုးကြီးတဲ့ထဲမှာကင်ထားရတာတော့ Remat RBX70 လေးကပထမဆုံးမြင်ရတာနဲ့Material ဆိုတော့ခိုင်ခိုင်ခက်ခက်နဲ့ကြစ်ကြစ်လေးရှိရမျိုးလည်းခံစားမှာနော်သူရဲ့ highlight ကတော့ telescopic ဆိုတဲ့အတိုင်းပဲခောက်သိမ်းလို့ရတာဆိုတော့အဲ့ထဲမှာထည့်သွားမယ်ဆိုရင်တော့နေရာသိမ့်မရောဘူးလေနောက်တစ်ခုက ENC reducing ဆိုတော့ဖုန်းပြောတဲ့အခါမှာဘေးစညံတန်တွေကိုလည်းပဲတော်တော်လေးရှော့ချပြီးပါနော် Bluetooth version ကလည်းပဲ 6.0 ဆိုတော့ connection ဘိုင်းကလည်းပဲ10 meter လောက်တီတီငင်လေးနဲ့သုံးလို့ရမှာပါနော်အတန်ပိုင်းမှာဆိုရင်လည်းပဲကြည်လင်ပြီးတော့ဘေးတန်တွေကလည်းတော်တော်လေးအသားကျနေမယ်ဒီတော့ game ဆော့တဲ့သူတွေဒါမှမဟုတ်ဘူးတချင်းနှားထောင်ရတဲ့ကြိုက်တဲ့သူအတွက်ကတော့တကယ့်ကိုအဆင်ပြေစေမယ့်ပစ္စည်းလေးပါရှင်အခုပြပြလိုက်ဖြတ်အခုပြလိုက်တဲ့ Remat RBX70 လေးကိုစိတ်ဝင်စားရဆိုရင်တော့ပိုးရော Galaxy Mobile ကိုအခုပဲလှမ်းလာခဲ့လိုက်တော့နော်ဆိုင်လေးဆိုင်လေးကတော့ပြည်မြို့ရွှေတဲ့ချောင်းလမ်းပြည်တက်ကတော်ဦးတင်ရှိရာ Galaxy Mobile ပဲဖြစ်ပါတယ်ရှင်အသေးစိတ်သိချင်တယ်ဆိုရင်တော့ chat box မှာလာရောက်မေးမြန်းလို့ရပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်